မင်္ဂလာပါရှင်ငလင်ပေးသိပြည်သူများအတွက်ယာယီအဆောက်အအုံများလွှဲပြောင်းပေးရပွဲအခမ်းအနားကျင်းပတဲ့တဲ့တင်ကိုတင်ဆက်မှာဖြစ်ပါတယ်ရှင်မန္တလေးငလင်ကြီးတန်းခန်းစားခဲ့ရတဲ့ပြည်သူများနဲ့ဝန်ထမ်းများအတွက်မဂါ39 Development Committee Limited နဲ့39 Degree Bar and Grill လုပ်ငန်းစုနဲ့အခြားလူရှင်များတို့ပူးပေါင်းပြီးမန္တလေးတောင်ကြီးအနီးရန်နာမုံရေကူးကန်ဝင်းအတွင်းမှာတိစောက်ပြီးစီးသွားတဲ့ယာယီအဆောက်အအုံများပေးရပွဲအခမ်းအနားကိုဇွန်18ရက်နေ့ပိုင်းကကျင်းပခဲ့ပါတယ်လွှဲပြောင်းပေးရခဲ့တဲ့ယာယီအဆောက်အအုံတွေကိုတော့မဂါ39 Development Company Limited နဲ့39 Degree Bar and Grill လုပ်ငန်းစုကအခြားလူရှင်များနဲ့ပူးပေါင်းပြီးလူဒန်းတာဖြစ်တာလို့သိရပြီးအိမ်နောက်စု120အတွက်ငွေကျပ်သိန်းပေါင်း4280ကုန်ကျခံဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ငလျင်ဘေးသင့်ပြည်သူများအတွက်မိုးရာသီကာလမှာရွက်ပြင်တဲတွေနဲ့အဆင်မပြေနိုင်လို့လုံခြုံမှုရှိမဲ့အဆောက်အအုံများဆောက်လုပ်လူဒန်းတာဖြစ်တာနဲ့ပတ်သက်ပြီးမဂါ39 Development Company Limited နဲ့39 Degree Bar and Grill မန်ထအောင်ကိုကခုလိုရှင်းပြပါရယ်။ကိုဘာလို့ပေးနိုင်မလဲပေါ့နော်။စဉ်းစားရင်းနဲ့မှကျွန်တော်တို့တွေရှိတဲ့ကန်ကောင်းတာတစ်ခုကလည်းကျွန်တော်ဆိုင်မှာပျက်စီးမှုကနည်းတဲ့အတွက်ကို kitchen ဟိုမှာလုံးဝဆိုင်ပိတ်ချလိုက်ပြီးတော့မှကျွန်တော်ဆိုင်မှာရှိတဲ့စပူမှုတွေဝန်ထမ်းတွေအားလုံးစုပေါင်းပြီးတော့မှတရက်ကိုထမင်းမှုတစ်ထောင်ကျွန်တော်တို့ဒီချက်ပြီးတော့မှအခုဒီ Sky Villa တို့ပြီးတော့ဒီ Steven တို့တခြားဒီကြက်ချင်ကြီးအဖွဲ့တို့အကုန်လုံးလိုက်ပြီးတော့ဝေတာပေါ့နော်ပြီးတော့ဝင်ရနေပြီးတော့မှဒီကျွေးမွေးရေးထက်ကျွန်တော်တို့ဒီပြန်လည်ထူထောင်ရေးတို့ပြန်လည်နေရာချထားရေးတို့မှာတက်နိုင်တဲ့လောက်ဝင်ပါစေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့မှတည်မယ်ပြီးတာနဲ့ကျွန်တော်တို့အလူရှင်တွေနဲ့ကျွန်တော်တို့လုပ်မယ်ဆိုပြီးတော့မှဒီရရာဘုံယူကန်နေရာမှာကျွန်တော်တို့တွေစောက်လို့ဖြစ်တာပေါ့နော်ကျွန်တော်တို့ကြီးပဲအိမ်အားနဲ့ဆိုရင်လည်းဒီလောက်ထိဖြစ်လာမှာမဟုတ်ပါဘူးအဓိကအားလုံးပေါ့နော်အလူရှင်တွေတခြားဒီမြန်မာဩဘာလုပ်ငန်းစုတို့အဲ့လိုတခြားအလူရှင်တွေအားလုံးပေါင်းပြီးတော့မှဒီ project ကြီးကဖြစ်လာတာပါမိုးရင်းကာလမှာယာရွက်ဖြစ်တဲ့နဲ့ဒီ temporary shelter နဲ့နေရတာမဟုတ်ပဲနဲ့ဒီချာလေးအေးကြကြလုံလုံလေးနေစေခြင်းနဲ့ဆန္ဒတစ်ခုပေါ့နော်မန္တလေးမြို့တော်စီမံသားရေးကော်မတီမှအဆိုပါယာယီအဆောက်အအုံများလက်ခံပြီးနေရာချထားပေးခဲ့တာနဲ့ပတ်သက်ပြီးရန်နာဘုံရေကူးကန်ငလျင်ပေးကယ်ဆယ်ရေးစခန်းအိမ်ယာအုပ်ချုပ်ရေးမှူးဒေါ်တင်တင်အောင်ကအခုလိုပဲပြောပြပါဗျ။ဒီမြို့တော်စီမံသားရေးကော်မတီအရာတန်းအမှုတန်းဝန်ထမ်းတွေကိုဦးစားပေးနေရာချထားပြီးဆောင်ရွက်မှုပြုလုပ်နိုင်ခဲ့ပါတယ်။အခုဆိုလို့ရှိရင်မိုးမီချမီကာလာမှာကျမတို့ဒီ150မှာဆိုလို့ရှိရင်ဝန်ထမ်း80ဦးပေါ့နေရာချထားနိုင်ခဲ့တယ်။ဒါဆိုရင်ဒါ39ဒါကျမတို့ကုမ္ပဏီကနေလှူတာပါเนาะဒီ Power X ကလှူတဲ့ကျမတို့လုံချင်း90မှာလဲကျမတို့အရာတန်းမှုတန်းဒီ48ဦးနေရာချထားဆောင်ရွက်နိုင်တယ်နောက်ကျမတို့ဒီအိမ်အောင်တွေမကပါဘူးကျမတို့မန္တလေးမြို့တော်စီမံသားရေးကော်မတီရဲ့ဟိုအပြိုတွေပေါ့เนาะအပြိုဆောင်မျိုးသမီးအပြိုတွေကိုလည်းကျမတို့73ဦးပေါ့ဒီနေ့ထိကျမတို့နေရာချထားဆောင်ရွက်ပြီးဖြစ်တယ်ပစ္စည်းအမျိုးမြည်ပေါ့လေဒီ gas မီးဖို့လေးပါဝင်အိပ်ရခင်ကျမတို့ခေါင်းအောင်ဒီဖြာလေးတွေအားစကျမတို့22မျိုးကျမတို့လှူဒန်းတာတွေ့ရတယ်အဆောက်အဦတွေမကဘူးပေါ့ပြည့်စုံတယ်အိမ်ယာပြန်လဲမထူတိုင်းမီမှာအိမ်ယာခိတ္တနေထိုင်တာမှာကျမတို့ဟိုလုံလောက်တဲ့အနေထားတစ်ခုအတိုင်းအတာတစ်ခုတည်းတွေ့ရတဲ့ပီတီလေးဖြစ်ပါတယ်မန္တလေးမြို့တော်စီမံသားရေးကော်မတီကိုစားကျမကျေးဇူးအများကြီးတင်ပါတယ်လို့ယာယီအဆောက်အဦများဟာ15ပေ10ပေရှိ9ကန်တဲ့အဆောက်30ပါဝင်ပြီး3လက်မပတ်လည်ဟော်လိုပိုင်များဖြင့်စနစ်တကျဆောက်လုပ်ထားတယ်လို့သိရပါတယ်ရှင်